ဆိုလို့ရှိရင်ကျမကအရင်တော့ကျမဟို2016နဲ့2020တော့ကျမတို့ဒဂုံမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်။နောက်2020မှာကျမမရန်ကုန်မဲဆန္ဒနယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ရှင်ပြိုင်ခဲ့တဲ့နေရာမှာကျမမနိုင်ခဲ့ပါဘူး။ဟိုရှုံးခဲ့တယ်ပေါ့နော်။ဆိုလို့ရှိရင်ကျမပြည်သူ့လွှတ်တော်ကနေအခုဒီတစ်ချိန်မှာတော့အမျိုးသားလွှတ်တော်ဘာကြောင့်ပြောင်းပြီးပြိုင်တာလဲဆိုလို့ရှိရင်ကျမအမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်မှာကျမပြိုင်တာဖြစ်တဲ့အတွက်ကျမရတဲ့မဲတွေကကျမတယောက်တည်းခံစားရတာမဟုတ်ဘဲနဲ့ကျမမဲဆန္ဒနယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်1မှာပါတဲ့ဟိုမြို့နယ်10ခုစလုံးမှာဟို TPR ပေါ့နော်အချိုးကျကိုစားပြုစနစ်မှာတွက်လို့ရှိရင်ဒီအချိုးများအောင်လို့အတွက်ကျမကအမျိုးသားလွှတ်တော် FPTP ဒီမဲအများဆုံးရသူအနိုင်ယူစနစ်နဲ့ကျမပြိုင်တာဖြစ်ပါတယ်ရှင်ဆိုလို့ရှိရင်ကျမမပါနိုင်လို့ရှိရင်တော့ဒီမဲတွေကဟိုပါပေါ့နော်ကျမကိုပေးမဲ့မဲတွေမရနိုင်ဘူးသို့တော်လည်းကျမကမဲဆန္ဒရှင်ပြည်သူတရက်လုံးကိုကျမမေတ္တာရပ်ခံချင်တာကကျမတို့ပါတီဒီလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဥဆောင်မဲ့ပါတီဖြစ်တယ်ဒီနေရာမှာကျမတို့ကဒီအာတာတာပေါ့နော်အာတန်တာပေါ့ပြီးလို့ရှိရင်လည်းကျမတို့ငြိမ်းချမ်းရေးဆိုလို့ရှိရင်လည်းကျမတို့ကအသင့်အတင့်သမားတွေဖြစ်တယ်ကျမတို့ဒီတော်လှန်ရေးကိုမယုံကြည်ဘူးကျမတို့ပါတီကတိဆောက်ရေးကိုယုံကြည်တယ်ကျမတို့ကထိတ်တိုက်ရင်ဆိုင်တာတွေကိုကျမတို့မယုံကြည်ဘူးကျမတို့ကညှိနှိုင်းဆွေးနွေးပြီးသွားတာကိုယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျမတို့ပါတီဒီငြိမ်းချမ်းရေးအတွက်လည်းဟိုပေါ့နော် actor ကောင်းဖြစ်မယ်ပေါ့နော်ဒီနိုင်ငံရေးပါတီတစ်ခုအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်းကျမတို့အခမ်းကဏ္ဍကအခမ်းကဏ္ဍကိုကျမတို့အစွမ်းစားပြနိုင်မယ်ပေါ့နော်ဒါရလထွက်အောင်လုပ်နိုင်မယ်ပြီးလို့ရှိရင်ပြည်သူလူထုရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကျမတို့လုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးလို့ရှိရင်ဒီရွေးကောက်ပွဲပေါ့နော်အခုဒီဇင်ဘာ28ရက်နေ့မှာလုပ်မဲ့ရွေးကောက်ပွဲမှာကျမတို့ပါတီအနေနဲ့ကျမအပါဆိုရင်682ယောက်ကျမတို့ရှိပါတယ်ရှင့်ရှိပြီးတော့ကျမမပါခဲ့လို့ရှိရင်681ယောက်ကျန်ပါသေးတယ်။တော့အဲ့ဒါကြောင့်မလို့ဒီကျမတို့ပါတီကိုနိုင်ငံအကျိုးပြုဖို့လို့အတွက်ယုံကြည်တယ်ဆိုလို့ရှိရင်ကျမတို့ပါတီကိုကျမရွေးကောက်ပွဲဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေကျမတို့ပါတီကိုမဲပေးကြပါလို့ကျမကတော့ပြည်သူလူထုမဲဆန္ဒရှင်တွေကိုကျမမေတ္တာရပ်ခံလိုပါတယ်ရှင့်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမ21ရက်နေ့ကစတည်တယ်ပေါ့နော်။21ရက်နေ့ကအောက်တိုဘာ21ရက်နေ့ကတည်တယ်။အောက်တိုဘာ26လောက်ဆိုပါတီမှာရောဒီပြည်တွင်းမှာရောမဲဆန္ဒရှင်တွေအကုန်သိပြီပေါ့နော်။သိတဲ့အချိန်မှာ28ရက်နေ့နေ့ရှိနှစ်ကို33တစ်ပေါ့အောက်တိုဘာမှာ4ရက်တခုနိုဝင်ဘာမှာ1ရက်မှာဒီ9ရက်မှာကျမဘာမှအလုပ်မလုပ်နိုင်သေးခင်မှာလဲကျမမြေပြင်မှာရှိတဲ့ကျမရဲ့မဲဆန္ဒနယ်မှာရှိတဲ့မဲဆန္ဒနယ်အသီးသီးမှာရှိတဲ့ကျမရဲ့လုပ်ပေါ်ကင်ဘက်တွေကတက်ကြွကြွနဲ့အလုပ်လုပ်နေကြတာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ကျမတို့ဥက္ကဋ္ဌပေါ့ကျမတို့ဥက္ကဋ္ဌကဒီလိုဟိုပါပေါ့နော်အခက်ခဲကိုရင်ဆိုင်နေရတဲ့အတွက်ဒီလိုပြဿနာကိုဖြေရှင်းနေရတဲ့အချိန်မှာသူတို့အလုပ်ပိုစူးစမ်းမယ်ဆိုတာကျမကိုဂရုပြုကြပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ကျမတို့ကမူဝါဒနဲ့လုပ်ရလမ်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်တယ်ပြီးလို့ရှိရင်အမျိုးသမီးတွေအမျိုးသားတွေလူကြီးလူငယ်လူလတ်တိုင်းရင်းသားတွေအကုန်လုံးဟိုပါဝင်နိုင်အောင်ဒီဖွဲ့စည်းထားတဲ့ဒီနိုင်ငံရေးစင်းကြံကြီးဖြစ်တယ်ပေါ့နော်ဒီစင်းကြံကြီးပေါ်မှာရှောက်ကြတဲ့သူတွေကလည်းဒါတိုင်းပြည်ကိုဟိုဒီပြည်သူကိုကိုစားပြုပြီးတော့မှလွှတ်တော်ထဲမှာပြည်သူကိုစားပေါ့နော်ဟိုဆောင်ရွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပါဝင်ကြတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့ကျမတယောက်တည်းမပါတာကိုမကြည့်ဘဲနဲ့ကျမဒီပါတီမှာရှိနေပါတယ်ပါတီမှာပါတီဥက္ကဋ္ဌအနေနဲ့ရှိနေတယ်ကျမရွေးကောက်ပွဲဝင်နေဖြစ်စေမဝင်နေဖြစ်စေကျမတို့ပါတီရဲ့မူဝါဒတွေကိုအကောင့်ထဲပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ပါတီကိုမဲပေးကြပါလို့ကျမကတော့မဲဆန္ဒရှင်ပြည်သူလူထုကိုကျမမေတ္တာရပ်ခံခြင်းပါရှင်